ဒီနေ့ရေဘူးရေအေးအားရနဲ့ကျွန်တော်ဖြုတ်ဆေးပါတယ်နော်ဖြုတ်ဆေးပါလေဆိုတော့ဒီမှာရသူကကျွန်တော်တို့ဗာလဲဆိုဒီမှာသူကရလေးပေါ့ဒီရလေးရပြီးတော့တကယ်လို့မဆွဲဘူးဆိုရင်လည်းကိုမစာမှာအလုံးမလုပ်ပါဘူးနော်ဒီဘက်မှာတော့ကျွန်တော်တို့ပြရတယ်ဒီမှာအဖွင့်ပိတ်လေးပါပါတယ်ဒီကောင်ကအဖွင့်ပိတ်ပါတယ်နော်အဖွင့်ပိတ်ပါတယ်အဖွင့်ပိတ်ပါဒီကောင်ကအပူအေးပေါ့ပြီးတော့ဒါချိန်တာပေါ့နော်အပူထိန်ကလေးဒါရတော့အပူကွိုင်မှာအပူကွိုင်ကိုဒီကောင်ကကြာတော့ကျွန်တော်ဒါရတော့စထရိနာပါစထရိနာဆိုတော့ဒါဆက်ရှင်ပါပေါ့နော်ဒီကောင်ကဒီချက်ပေါ့နော်ဒီကောင်ကဒါကကြတော့အေးလိုင်းပေါ့နော်ဒီကောင်ကတော့အပူလိုင်းပေါ့နော်ဘာရဲလို့မဟုတ်ပါဘူးဒီကောင်နောက်ပြီးတော့ဒီကမစားရဲ့အမျိုးအစားဟာဒီမှာပြပါမယ်100ဖို့ဆိုရင်130ပေါ့နော်1တန်သူရဲ့ဟာကာအမျိုးအစားပါR134A ပါကဲအမျိုးအစားပေါ့နော်ဒါအပူကွိုင်းကိုရှည်လျားတာဗျာသူကကောင်းပါတယ်အတန်မမြည်ဘူးပေါ့နော်ဟောဒါကတော့ရနွေးပါရနွေးကရိယာပါကျွန်တော်ကပြင်းရင်ကျွန်တော်ကလျှက်စီကိုပါတော့ကားတော့ကျွန်တော်ကကိုစိတ်မကြရင်ကျွန်တော်ဖြုတ်လဲပါတယ်အဲ့ဒီဘောတရားပါပဲဒီပြန်ပြီးတော့နှွေးတာပေါ့အဲဒါကိုကျွန်တော်ဖွင့်ဖြုတ်စေးအရာကွင်းနဲ့ပတ်သက်โอเคကြံနေတယ်ဒီမှာအပူချိန်ကိုချိန်ညှိပေးတဲ့ဟာဒီမှာသူကဟွာပေါ့အပူအေးလိုက်ကိုဒီကောင်ကတိုင်းပေးတာပေါ့ဒီကောင်ဒီအေးလိုက်ကိုဒီမှာတိုင်းပြီးတော့ဒီယူသွားတယ်အေးမှာအေးလို့ရှိရင်သူကအေးကိုတော့တိုင်းပေးတယ်အပူအေးတိုင်းပြီးတော့သူကဖြတ်ပေးတာပါသူကနောက်တစ်ခုကကျန်တာကတော့ဒါကတော့set trainer ပေါ့ set trainer ဆိုတော့ air ကွင်းကိုဟိုဘက်ကလာတဲ့ဟာဆက်ချင်းပြီးတော့ဒီပဲပူအေးအောင်လို့ပေါ့နော်ဆက်ချင်းဆိုတာညစ်စုပ်ပေးတာပေါ့နော်ကျွန်တော်လည်းမေ့နေပြီအကုန်လုံးရှင်းမပြတတ်တော့ဘူး air ကွင်းရဲ့သဘောတရားတော့ကျွန်တော်သိတယ်ကျေးဇူးတင်ပါတယ်ဒါပဲနော်